ကျမဟာအမီးတစ်ချောင်းနဲ့ရှိတဲ့အဆင့်နှိမ့်မြေခွေးနွယ်ဝင်တဦးဖြစ်ခဲ့တာသိချပါတယ်။ဒါပေမဲ့ကျမဟာနှစ်ပေါင်း1000မှာတစ်ကြိမ်သာပေါ်ထုံးဘူးတဲ့အရှားပါဆုံးအမီး9ချောင်းပါနတ်ဖျားမြေခွေးလေးကိုမွေးဖွားပေးခဲ့ပါတယ်။ဒါကြောင့်လဲကျမခင်ပွန်းဟာမြေခွေးဧကရစ်တစ်အဖြစ်ပွဲအနှင်းချင်းခံခဲ့ရတာပါ။ဒါပေမဲ့သူနန်းတက်တဲ့နေ့မှာပဲကျမရဲ့လက်ချောင်းထဲကိုအစိတ်တွေအတင်းလောင်းထည့်ခဲ့ပါတယ်။ကျမရဲ့အမီး9ချောင်းပါနတ်ဖျားမြေခွေးသားလေးကလည်းကျမရဲ့နှလုံးသားထဲကိုဓာတ်နဲ့ထိုးသွင်းပြီးဝိညာဉ်အမျိုးတွေကိုထုတ်ယူခဲ့ပါတယ်။အားလုံးဟာကျမမှာအမီးတစ်ချောင်းနဲ့ရှိပြီးသူတို့ကိုအရှက်ရစေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။သူတို့ဟာအမီး6ချောင်းပါမြေခွေးအဖြစ်အဆင့်တက်သွားတဲ့ကျမရဲ့ညီမနဲ့အကြာကြီးကလေးကပူးပေါင်းကြံစည်နေခဲ့ကြတာပါ။ကျမခင်ပွန်းကကျမကိုအေးဆက်ဆက်ကြည့်ပြီးငါသာမင်းညီမကိုရွေးခဲ့ရင်အခုဆိုအမီး9ချောင်းပါကောင်းကင်မြေခွေးကိုရမှာတေချာတယ်လို့ပြောခဲ့ပါတယ်။ကျမဂယုတစိုက်ကျွေးမွေးဆောင်ရှောက်ခဲ့တဲ့တားဖြစ်သူကလည်းကျမရဲ့ဝိညာဉ်အမျိုးတွေကိုချေမွားရင်း NDE ဘာသာကျွန်တော်ကိုမွေးခဲ့ရင်ကျွန်တော်တွေးသားကအခုထက်အများကြီးပိုမြင့်မြတ်မှာမင်းကကျွန်တော်အမေဖြစ်ဖို့ဘယ်တော့မှမတန်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ကျမနောင်နာရီနဲ့တိတ်ဆုံးခဲ့ရပါတယ်။ပြန်နိုးလာတဲ့အချိန်မှာတော့ကျမပြန်လဲမွေးဖွားလာခဲ့ပြီဆိုတာသိလိုက်ရပါတယ်။မြေခွေးမျိုးနွယ်စုရဲ့သူတို့သမီးရွေးချယ်ပွဲတွေကိုပြန်ရောက်သွားတာပါ။ဒီနေ့မှာတော့ကျမခင်ပွန်းဟာကျမညီမကိုဇနီးအဖြစ်စိတ်အားထက်သန်စွာရွေးချယ်လိုက်ပါတယ်။တခန်းလုံးအံ့ဩတုန်လှုပ်သွားကြပါတယ်။ကျမမောကြည့်လိုက်တော့သူကကျမကိုရွှန်ရှာဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကြည့်နေတာတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာသူလည်းပဲပြန်လဲမွေးဖွားလာခဲ့တာပဲဆိုတာကျမနားလည်လိုက်ပါတယ်။မြေခွေးတွေကိုသူတို့ရဲ့အမီးအရေအတွက်ပေါ်မူတည်ပြီးအဆင့်ကိုဆင့်ခွဲခြားပါတယ်။အမီးများလေလေစွမ်းအားကြီးလေလေပါပဲ။ Silver Mist, Silver Mist, Egret ရဲ့သားတော်6ပါးလုံးဟာအမီး3ချောင်းပဲရှိကြပါတယ်။အခြေအနေကိုပြောင်းလဲဖို့အတွက် Egret ကသားတော်တွေအတွက်လက်ထပ်ပွဲတွေစီစဉ်ပေးပြီးမျိုးနွယ်စုတိုင်းကိုသူတို့သမီးလောင်းတွေဆေလွတ်ခိုင်းပါတယ်။မိသားစုအများစုကအမီး4ချောင်းပါတဲ့အမျိုးသမီးတွေကိုဆေလွတ်ကြပြီးသူတို့တွေဟာချက်ချင်းပဲရွေးချယ်ခံရပါတယ်။ကျမရဲ့အရင်ဘဝတုန်းကတော့ကျမညင်းပယ်ခံရတော့မယ်အထင်နဲ့အိမ်ပြန်ဖို့ပြင်နေတော့မှပဲဆက်ထမမင်းသား Magnus ကကျမလက်ကိုဆွဲလိုက်ပါတယ်။ Magnus ဟာ Egret ရဲ့တူးတဲ့သောအမီးတစ်ချောင်းပါမင်းသားဖြစ်ပေမဲ့ Egret ရဲ့အချစ်ဆုံးသားတော်ပါ။ဒါပေမဲ့အမီးတစ်ချောင်းနဲ့ရှိတဲ့မြေခွေးဟာထီးနှန်းကိုဘယ်တော့မှဆက်ခံလို့မရဘူးဆိုတာလူတိုင်းသိပါတယ်။သူကျမကိုရွေးပြီးတာနဲ့ Egret ကချက်ချင်းပဲသဘောတူခဲ့ပါတယ်။ Magnus နဲ့လက်ထပ်ပြီးနှစ်တရာမပြည့်ခင်မှာပဲ Phoenix Phoenix လို့အမည်ပေးထားတဲ့အမီး9ချောင်းပါနတ်ဖျားမြေခွေးလေးကိုကျမမွေးဖွားပေးခဲ့ပါတယ်။ဒါကြောင့်ပဲအမီးတစ်ချောင်းနဲ့ရှိတဲ့သူဟာမြေခွေး Egret ဖြစ်လာခဲ့တာပါ။ဒါပေမဲ့သူနဲ့ကျမတို့ရဲ့မြေခွေးသားလေးဟာကျမမှာအမီးတစ်ချောင်းနဲ့ရှိတာကိုအောက်တန်းကြတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ကျမညီမ Evangeline ဟာမြင့်မြတ်တဲ့အမီး6ချောင်းပါရှေးဟောင်းမြေခွေးမျိုးနွယ်ကဆင်းသက်လာသူလို့သိလိုက်ရပါတယ်။ Magnus ကသူသား Evangeline နဲ့ပေါင်းခဲ့ရင်အမီး9ချောင်းပါကောင်းကင်မြေခွေးကိုရမှာပဲလို့အမြဲယုံကြည်နေခဲ့တာပါ။ကျမဂယုတစိုက်ပြုစုခဲ့တဲ့ Phoenix တောင်မှအဲ့ဒီလိုပဲတွေးခဲ့ပါတယ်။ Evangeline ကသာသူ့အမေဖြစ်ဖို့တန်တယ်လို့သူယုံကြည်ခဲ့ပါတယ်။ဒါကြောင့်တားအဖနှစ်ယောက်ဟာကျမကိုအလွန်ရက်စက်တဲ့နီလန်းနဲ့တက်ခဲ့တာပါ။ဒါကိုတွေးမိတိုင်းနှလုံးသားထဲကနာကျင်မှုတွေကပြန်ပေါ်လာပါတယ်။ဒီဘဝမှာတော့သူကျမကိုမရွေးတော့ပါဘူး။အဲ့ဒီအစားကျမညီမ Evangeline ကိုတိုက်ရိုက်ရွေးလိုက်ပါတယ်။ Egret က Magnus ရဲ့စကားကိုကြားတော့အံ့ဩသွားပြီးမင်းတေချာစဉ်းစားပြီးပြီလား။ Evangeline ကအရေးအတွက်ပြည့်အောင်ဆေလွတ်ခံရတာဆိုတာလူတိုင်းသိတယ်။ရုပ်ရည်ရောအဆင့်တန်းပါမင်းသားနဲ့မလိုက်ဖက်ဘူးလို့ပြောပါတယ်။ Magnus က Evangeline စီလျှောက်သွားပြီးသူ့မလက်ကိုဆွဲလိုက်ပါတယ်။ခမဲတော်ကျွန်တော် Evangeline ကိုချစ်နေတာကြားပါပြီ။ကျေးဇူးပြုပြီးခွင့်ပြုပေးပါလို့ဆိုပါတယ်။ Evangeline ကတော့သူမဘယ်တော့မှလေးစားခြင်းမခံရတဲ့မျိုးနွယ်စုတွေကနေအခုလို Egret ချစ်ဆုံးသားတော်ရဲ့ရွေးချယ်မှုကိုခံရတဲ့အတွက်ဂုဏ်ယူဝင့်ကြွားနေပါတယ်။ Magnus ရွေးချယ်ပြီးတဲ့နောက်မှာသူတို့သမီးရွေးချယ်ပွဲကပြီးတလောက်ဖြစ်သွားပါပြီ။ Egret ကညင်းပယ်ခံရတဲ့အမျိုးသမီးတွေကိုအိမ်ပြန်နိုင်ပြီလို့ကြေညာခါနီးမှာပဲ Magnus ကရုတ်တရက်တူးထောက်လိုက်ပါတယ်။ခမဲတော်မနေ့ညကနတ်ဆရာက Sarafina ရဲ့ကံကြမ္မာကိုစစ်ဆေးခဲ့ပါတယ်။သူမကပစ္စမနောင်တော်နဲ့အလွန်လိုက်ဖက်ပါတယ်။သူတို့သာလက်ထက်ရင်နောင်တော်နေပြန်ကောင်းလာနိုင်တယ်လို့နတ်ဆရာကပြောပါတယ်လို့ဆိုပါတယ်။ပစ္စမမင်းသား Lucian ဟာမိဖုရားခေါင်ကြီးရဲ့တူးလေးသောသားတော်ပါ။ဒါပေမဲ့သူဟာငယ်စဉ်ကတည်းကကျမ်းမာရေးမကောင်းပဲအိပ်ရာတွေကနေမထနိုင်ခဲ့ပါဘူး။အရင်ဘဝတုန်းကတော့သူနဲ့ကံကြမ္မာလိုက်ဖက်သူက Evangeline ပါ။သူမ Lucian နဲ့လက်ထပ်ပြီးရက်ပိုင်းအတွင်းမှာပဲ Lucian တည်ဆုံးသွားခဲ့ပါတယ်။ Silver Mist ရဲ့ဒလေးရခင်မွန်းတည်ရင်ဇနီးကပါအတူလိုက်တည်ရပါတယ်။နာရေးမတိုင်ခင်ညမှာ Lucian ရဲ့အောက်မေ့ဘွယ်ဆောင်မှာမီးလောင်ပြီး Evangeline ဟာမီးထဲမှာတည်ဆုံးသွားခဲ့ပါတယ်။သူမရဲ့ရုပ်အလောင်းကိုထုတ်ယူတဲ့အခါမှာတော့သူမရဲ့အမွေးရောင်ကမြေရောင်ကနေရွှေရောင်ကိုပြောင်းသွားပြီးအမီးကလည်းတစ်ချောင်းကနေ6ချောင်းဖြစ်သွားပါတယ်။ Evangeline ဟာရွှေရောင်လင်းနှန်းတွေကြားမှာပြန်လည်နိုးထလာခဲ့ပါတယ်။ဒဏ္ဍာရီတွေရမြေခွေးမျိုးနွယ်တွေကအချို့ဟာတည်ပြီးမှ Phoenix ငှက်လိုပြန်လည်မွေးဖွားပြီးအမီးတွေတိုးလာတတ်တယ်လို့ဆိုပါတယ်။ဒါကိုသိလိုက်ရတဲ့ Egret ကသူမကိုတန့်စင်သောမိန်းမပြူ Holy Maiden လို့ကြေညာပြီးနန်းဆောင်တည်တံ့ဆောက်ပေးခဲ့ပါတယ်။ဒါဟာလည်း Magnus ရဲ့အကြံပေးချက်ကြောင့်ပါ။ Egret ကကျမကိုပစ္စမမင်းသား Lucian နဲ့လက်ထပ်ဖို့ချက်ချင်းစီစဉ်ပေးလိုက်ပါတယ်။အဲ့ဒီနေ့မှာပဲကျမမင်္ဂလာဝတ်စုံဝတ်ပြီးပစ္စမမင်းသားရဲ့နန်းဆောင်စီကိုပို့ဆောင်ခံခဲ့ရပါတယ်။ကျမအေးဆက်ဆက်ရေမောလိုက်ပါတယ်။ Magnus ဟာလူပဲသူက Evangeline အမီး6ချောင်းထွက်လာမှကိုပဲမှတ်မိပြီးတန့်စင်သောမိန်းမပြူဖြစ်ပြီးတဲ့နောက် Evangeline ဟာသူမရဲ့နန်းဆောင်ထဲမှာအမျိုးသားတွေအများကြီးထားပြီးညစဉ်ညတိုင်းအပျော်ပါးတွေနဲ့အချိန်ဖြုံးခဲ့တာကိုတော့မမှတ်မိပါဘူး။အမျိုးသားတွေအများကြီးရှိပေမဲ့သူမဘယ်တော့မှကိုယ်ဝင်မရှိခဲ့ပါဘူး။မြေခွေးမျိုးနွယ်စုမှာအမီးတူတွေထွက်လာအောင်လုပ်နိုင်တဲ့လျှို့ဝှက်ဆေးတစ်မျိုးရှိပါတယ်။ဒါပေမဲ့ပေးဆက်ရမယ့်တန်ဖိုးကတော့ကလေးမရနိုင်တော့တာပါပဲ။ Evangeline ဟာသူမရဲ့အဆင့်အတန်းကိုပြောင်းလဲခြင်းလွန်လို့ဒီဆေးကိုလျှို့ဝှက်တောက်နေခဲ့တာပါ။အခုဆေးရက်လိုက်ရင်တော့မွေးလာမဲ့မြေခွေးလေးကပုံစံမမှန်ဖြစ်နေပါလိမ့်မယ်။မြေခွေးလေးအကြောင်းတွေးမိတော့ကျမရဲ့အရင်ဘဝကကျမကိုဓာတ်နဲ့ထိုးခဲ့တဲ့သားဖြစ်သူ Phoenix ကိုတတိယသွားပါတယ်။
ကျမမျက်လုံးတွေကိုတင်းတင်းပိတ်ပြီးမျက်ရည်ကိုထိမ့်လိုက်ပါတယ်ဖီနစ်က Evangeline ကိုအမေဖြစ်အရန်လိုချင်နေမှတော့သူ Evangeline ရဲ့ဝမ်းပိုက်ထဲမှာပြန်မွေးဖွားလာနိုင်အောင်ကျမကူညီပေးရမှာပေါ့မကြခင်မှာပဲကျမကိုလူရှန်ရဲ့နန်းဆောင်ထဲပို့လိုက်ပါတယ်သူကကတင်ပေါ်မှာတဝက်တစ်ပြက်လဲလျောင်းနေပြီးသူ့ရုပ်ရည်ကဒဏ္ဍာရီထဲကအတိုင်းအရန်ချောပါတယ်ကျမဝင်သွားပြီးနောက်မှာလူရှန်ကအားလုံးကိုအပြင်ထွက်ခိုင်းပြီးကျမကိုအထုပ်တစ်ထုပ်ပေးပါတယ်ဆာရာဖီနာကျွန်တော်ရဲ့နေ့ရက်တွေကရေတွက်လို့ရနေပါပြီကျွန်တော်တည်ပြီးရင်မင်းကပါအတူလိုက်တည်ရမယ်ဆိုတာမင်းအတွက်မတရားဘူးကျွန်တော်စီစဉ်ထားပါတယ်ဒီခီးစည်းတွေကိုယူပြီးထွက်ပြေးပါလို့သူကပြောပါတယ်ကျမအထုပ်ကိုဖွင့်ကြည့်လိုက်တော့ရွှေတွေအပြည့်ပါပဲလူရှန်ဟာမင်းသားတစ်ပါးဖြစ်ပေမဲ့ငယ်စဉ်ကတည်းကကျမရေးချို့တယ်လို့အေဂရစ်ကနန်းဆောင် AC ပို့ထားတာပါသူ့ရဲ့အစားအသောက်နဲ့အဝတ်အစားကအစေခံတွေထက်တောင်ဆိုးပါတယ်ဒီရွှေတွေဟာသူ့ရဲ့ပိုင်ဆိုင်မှုအလုံးဖြစ်နိုင်ပါတယ်တကယ်တော့ဒီကိုလာတဲ့လမ်းမှာဘလို့ထွက်ပြေးရမလဲဆိုတာကျမစဉ်းစားထားပြီးသားပါဒါပေမဲ့သူ့ရဲ့ရိုးသားတဲ့မျက်လုံးတွေကိုမြင်ရတော့ကျမတိုးဆုပ်သွားပါတယ်ကျမသူ့လက်မောင်းကိုစုပ်ကင်လိုက်ပါတယ်ပြင်ဆမမင်းသားကျမကိုတင့်ကိုကယ်တင်ခွင့်ပြုမလားလူအများစုကကျမတို့မျိုးနွယ်စုကိုအမီးနေပြီးစွမ်းအားနေလို့အားနေတယ်လို့ထင်နေကြတာဒါပေမဲ့ကျမတို့မျိုးနွယ်စုကစေပညာမှာအလွန်ကျွမ်းကျင်ပြီးလျှို့ဝှက်စေးနည်းတွေအများကြီးရှိတာကိုသူတို့မသိကြဘူးဆေးပါမေရဲ့ဆရာဝန်တွေအတွက်လူရှန်ရဲ့အခြေအနေကကုမရတော့ဘူးလို့ထင်ရပေမဲ့ကျမတို့မျိုးနွယ်စုအတွက်တော့ကုသလို့ရပါသေးတယ်လို့ပြောလိုက်ပါတယ်လူရှန်ခဏလောက်အံ့ဩသွားပြီးမှပြုံးလိုက်ပါတယ်ဒါဆိုရင်ဆရာဝန်မလေးဆာရာဖီနာကိုပဲအားကိုးရတော့မှာပေါ့တဲ့ကျမကတင်ပေါ်တက်လိုက်ပြီးလူရှန်ရဲ့အဝတ်စားတွေကိုစတင်ချွတ်လိုက်ပါတယ်အစမှာတော့သူကတည်ငြိမ်နေပေမဲ့ကျမကကိုယ့်ဝတ်စားတွေကိုပါဆက်ချွတ်တဲ့အခါမှာတော့သူ့မျက်နှာတစ်ခုလုံးနီးမြန်းသွားပါတယ်ဆာရာဖီနာမင်းပါလုပ်နေတာလဲလို့သူကမေးပါတယ်ကျမမောမကြည့်ပဲကုသပေးနေတာပါဒါကကျမတို့မျိုးနွယ်စုရဲ့ကုသနေပဲဒီနီးလန်းကြောင့်ပဲလူများကကျမတို့မျိုးနွယ်စုကိုအကျင့်ပြတ်တယ်လို့အထင်မှားနေကြတာလျှို့ဝှက်ကုသနည်းကစွမ်းအားကြီးပေမဲ့ကျမတို့ချစ်တဲ့သူကိုပဲကုသပေးနိုင်တာပါလို့ဖြေလိုက်ပါတယ်လူရှန်ဟာတကိုယ်လုံးပန်းရောင်တန်းလာတဲ့အထိတုန်လှုပ်နေပါတယ်ကျမအတွင်းခံအင်ဂျီပဲကြံတဲ့အထိချွတ်လိုက်ပြီးသူ့ကိုဖိထားလိုက်ပါတယ်လူရှန်ရဲ့ခန္ဓာကိုယ်ကတကယ်ပဲအားနေနေပါတယ်တချီတဲ့နဲ့သူကတင်ပုံမှာမေးလဲသွားပါတော့တယ်နောက်တစ်နေ့မှာနန်းတွဲဆရာဝန်ရောက်လာပြီးလူရှန်ရဲ့သွေးခုန်နှုန်းကိုစစ်ဆေးတဲ့အခါမှာသွေးလည်ပတ်မှုတွေကောင်းမွန်လာတာကြောင့်ဘာဆေးတောက်လဲလို့မေးပါတယ်လူရှန်ကတော့နာရွက်တွေနီမြန်းပြီးဘာမှမတောက်ဘူးလို့ပဲညင်းပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလူရှန်ကအရန်ချစ်ဖို့ကောင်းတယ်လို့ကျမခံစားရပါတယ်နောက်ပိုင်းတစ်လခွဲလောက်ထိညစဉ်ညတိုင်းကျမရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးလူရှန်ကိုကုသပေးခဲ့ပါတယ်အစမှာတော့သူကတချီတောင်မခံနိုင်ပါဘူးနောက်ပိုင်းမှာတော့သူတိုးတက်လာပြီးနှစ်ချီထိလုံနိုင်လာပါတယ်ရက်ပေါင်း20အကြာမှာတော့လူရှန်ဟာကတင်ပေါ်ကနေထနိုင်လာပါပြီလူတိုင်းကဒီလက်ထပ်ပွဲဟာကောင်းချီးပေးခံရတာပဲပြစ်စမမင်းသားကိုအသက်ပြန်သွင်းပေးလိုက်တာပဲလို့ပြောကြပါတယ်ကျမဘာလုပ်ခဲ့လဲဆိုတာသူတို့မသိကြပေမဲ့မက်ကနက်စ်နဲ့ Evangeline ကတော့ကောင်းကောင်းနားလည်ပါတယ်တနေ့နေ့လယ်မှာသူတို့နှစ်ယောက်ကျမစီရောက်လာပါတယ်မက်ကနက်စ်ကမနာလိုတဲ့လေတံနဲ့ဆာရာဖီနာမင်းကတကယ်ပဲမင်းတို့မျိုးနွယ်ရဲ့လှုပ်ဝက်နီလန်းကိုဒီလိုအဖိုးမတန်နဲ့ဖျားနာနေသူပေါ်တုံးလိုက်တာလားမင်းလူရှန်ကိုကုပေးနိုင်ရင်တောင်သူကငါနဲ့ရှင်လို့မရပါဘူးဘာပဲဖြစ်ဖြစ်သူကလည်းအမီးတစ်ချောင်းတည်းရှိတာပဲလေလို့ပြောပါတယ်ကျမသူ့ကိုအေးဆက်ဆက်ကြည့်ပြီးကျမမှတ်မိသလောက်ဆိုရင်ရှင်လည်းအမီးတစ်ချောင်းပဲရှိတာပါရှင်ကအရန်ရုပ်ဆိုးတယ်ကျမခင်ပွန်းကတော့ချုံမော်ပြီးစာဖတ်တာကိုလည်းဝါသနာပါတယ်ရှင်နဲ့ဘလို့လှုပ်ရှင်လို့ရမှာလဲလို့ပြန်ပြောလိုက်ပါတယ်Evangeline ကဒေါသတကြီးနဲ့နင်ကငါခင်ပွန်းကိုစော်ကားရဲတယ်ပေါ့ဆိုပြီးကျမစီပြေးလာပေမဲ့မက်ကနက်စ်ကတားလိုက်ပါတယ်ပြီးတော့မက်ကနက်စ်ကကျမကိုဂုံယူဝင့်ကြွားစွာနဲ့ဆာရာဖီနာငါမင်းကိုပြောဖို့မေ့နေတာEvangeline မှာကိုဝင်ရှိနေပြီလို့ပြောပါတယ်ကျမEvangelineရဲ့ဘိုက်ကိုကြည့်လိုက်ပါတယ်အရင်ဘဝမှာကျမဖီနစ်ကိုမွေးခဲ့လို့မက်ကနက်စ်ဟာအေဂရစ်ရဲ့အိမ်ရှိမင်းသားအဖြစ်တိုက်ရိုက်ခန့်အပ်ခံခဲ့ရတာပါဒီဘဝမှာလည်းသူကလေးတစ်ယောက်ကိုအရန်လိုချင်နေမှာပဲEvangelineကသူမရဲ့ဘိုက်ကိုပုတ်ပြီးထူးဆန်းတယ်ကျမကိုဝင်မရှိခင်မှာအိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ထဲမှာမြေခွေးလေးတစ်ကောင်ကကျမကိုအမေလို့ခေါ်တယ်သူကအမီကိုချောင်းပါတဲ့အဖြူရောင်မြေခွေးလေးပဲသူကမကြခင်ကျမနဲ့တွေ့ရတော့မယ်ဒီဘဝမှာတော့နောက်ဆုံးတော့ကျမရဲ့ဝမ်းပိုက်ထဲမှာပြန်မွေးဖွားခွင့်ရပြီလို့ပြောတဲ့Evangelineရဲ့ပြောပြချက်အရသူမအိမ်မက်တဲ့မြေခွေးလေးဟာဖီနစ်ဖြစ်ရပါမယ်ဖီနစ်ကိုကျမပထမဆုံးမွေးတုန်းကသူကစကားတောင်ပြောနိုင်နေပါပြီကျမသူ့ကိုကိုယ်တိုင်လို့တိုက်ကစားပေးပြီးတင် जा ပေးခဲ့တာပါတခါကဖီနစ်ဟာဝန်ပိုလွေမျိုးနွယ်နဲ့ပြဿနာတက်တုန်းကသူ့အသက်ကိုကယ်ဖို့ကျမရဲ့အသက်တစ်ဝက်ကိုပေးခဲ့ရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူကကျမမှာအမီးတစ်ချောင်းနဲ့ရှိတာကိုအရှက်ရတယ်လို့တွေးပြီးပိုပြီးမြင့်မြတ်တဲ့သွေးသားရှိတဲ့အမေကိုပဲလိုချင်ခဲ့တာပါအခုတော့သူ့ဆန္ဒပြေဝသွားပုံရပါတယ်ဒီတစ်ခါတော့သူကEvangelineရဲ့သားဖြစ်ရတော့မှာပါကျမအေးဆက်ဆက်ရေမောရင်ဒါဆိုရင်ဂုံယူပါတယ်ဆက်ထမမင်းသားလို့ပြောလိုက်ပါတယ်Evangelineကတော့သူမကိုဝင်ရှိလို့ကျမမနာလို့ဖြစ်နေတယ်လို့ထင်ပြီးအကျယ်ကြီးရေမောကထွက်သွားပါတယ်မကြခင်မှာပဲဆက်ထမမင်းသားရဲ့ဇနီးမှာအမီကိုချောင်းပါမြေခွေးလေးကိုဝင်ရှိနေပြီဆိုတဲ့သတင်းကဆေးပါမစ်တစ်မျိုးလုံးပြန့်သွားပါတယ်အေဂရစ်တောင်မှဒါကိုတီးသွားပြီးစစ်ဆေးဖို့နတ်ဆရာကိုအထူးစေလွတ်ခဲ့ပါတယ်နတ်ဆရာကလည်းအမီ9ချောင်းဒါမှမဟုတ်အဲ့ဒီထက်ပိုများတဲ့မြေခွေးလေးဖြစ်ပုံရပါတယ်လို့တင်ပြပါတယ်အေဂရစ်ကအယံဝမ်းသာသွားပြီးလက်ဆောင်တွေအများကြီးပို့ပေးပါတယ်တခဏအတွင်းမှာပဲမက်ကနက်စ်နဲ့ Evangeline တို့ဟာမြို့ရဲ့စကားပြောကောင်းဆုံးခေါင်းစဉ်ဖြစ်လာပါတယ်Evangeline မွေးဖွားတဲ့နေ့မှာဆေးဗာမစ်ကလူတိုင်းဟာဒီထူးခြားတဲ့မြင်ကွင်းကိုလာကြည့်ကြပါတယ်လူရှန်တောင်မှအမီကိုချောင်းပါမြေခွေးရဲ့အစွမ်းကိုမြင်ချင်လို့ကျမကိုခေါ်သွားပါတယ်Evangeline ဟာအာဟာရဖြစ်ဆွတ်ဆေးတွေအများကြီးစားခဲ့လို့သူမရဲ့ကိုယ်ဝင်ကပုံမှန်ထက်ပိုကြီးနေပြီးမွေးရတာလည်းအလွန်နာကျင်နေပါတယ်သူမရဲ့အော်ဟစ်တန်တွေကနန်းတော်တစ်ခုလုံးကိုဟိန်းနေတာပါတရက်နဲ့တညကြာပြီးတဲ့နောက်မှာမြေခွေးလေးထွက်လာပါတယ်ကျမနဲ့လူရှန်ကရှေ့ဆုံးမှာရက်နေတာပါခေါင်းကိုကြည့်လိုက်တာနဲ့ဒီမြေခွေးလေးကဖီနစ်ဆိုတာကျမအတည်ပြုနိုင်ပါတယ်မကြခင်မှာပဲမြေခွေးတစ်ကိုယ်လုံးထွက်လာပါတယ်မြေခွေးလေးကသူ့ဘာသာသူမတ်တက်ရက်ပြီးဟိုဒီလမ်းလျှောက်ကစကားပြောလိုက်ပါတယ်နောက်ဆုံးတော့ငါထွက်လာနိုင်ပြီတဲ့
ပြီးတော့သူကကြောင်အန်းဖြစ်နေတဲ့မက်ကနက်စီပြေးသွားပြီးဖေကျွန်တော်ဖေကိုအရန်လွှမ်းနေတာလို့ခေါ်လိုက်ပါတယ်ဒါပေမဲ့မက်ကနက်ရဲ့မျက်နှာကတော့မဲမောင်သွားပါတယ်ဖိနစ်ကဘာဖြစ်နေလဲဆိုတာမသိသေးပါဘူးသူလှည့်ကြည့်လိုက်တော့ဂရင်ဘော်ကလူကအီဗန်ဂျလင်းဖြစ်နေတာကိုမြင်ပြီးတပြင်းချလိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲတခုခုမှားနေတာကိုသူသတိထားမိသွားပါတယ်ဘာတွေဖြစ်နေတာလဲကျွန်တော်လိုအမီကိုချောင်းမှာကောင်းကင်မြေခွေးကိုမြင်ရတာတောင်ဘာလို့ဒူးမထောက်ကြတာလဲလို့သူကမေးပါတယ်ပထမဆုံးတုံ့ပြန်သူကတော့ဧကရစ်ပါသူ့မျက်နှာကအရန်ကြည့်ရဆိုးနေပါတယ်ဘာအမီကိုချောင်းမှာကောင်းကင်မြေခွေးလဲအတိတ်ပဲမရှိလိုက်တာလို့ပြောပြီးထွက်သွားပါတယ်လူအုပ်ကြီးလည်းနောက်ကလိုက်သွားကြပါတယ်ဖိနစ်ကဘာလို့ထွက်သွားကြတာလဲဘာလို့ဒူးမထောက်တာလဲလို့စိုးရိမ်တကြီးအော်ဟစ်နေပါတယ်ကျမဝမ်ဘိုက်ထဲကမွေးဖွားတော့ကတော့လူတိုင်းကသူ့ရဲ့အမီခုနှစ်ချောင်းကိုမြင်ပြီးလေးလေးစားစားကြိုဆိုခဲ့ကြတာပါဧကရစ်တောင်မှသူ့ကိုဒူးထောက်ခဲ့ပါတယ်အခုဘာလို့မတူတာလဲဆိုတာသူသိချင်နေပါတယ်မကြခင်မှာပဲအဖြေကိုသူသိလိုက်ရပါတယ်ဖိနစ်ရဲ့နောက်မှာမှန်တစ်ချက်ရှိနေတာပါသူလှည့်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩတုန်လှုပ်သွားပါတယ်မှန်ထဲမှာမြေခွေးရဲ့အမွေးတွေကရုပ်ဆိုးတဲ့အညိုရောင်ရင်းဖြစ်နေပါတယ်ရုပ်ဆိုးယုံတင်မကပဲအမွေးတွေကလည်းမနှုပါဘူးနရွက်တစ်ဖက်ကတွဲကျနေပြီးနောက်တစ်ဖက်ကလည်းတဝက်လောက်ပြောင်းနေပါတယ်မြေခွေးရဲ့မျက်နှာကလည်းအဖိုးကြီးတစ်ယောက်လိုအရေးအကြောင်းတွေနဲ့ရုပ်ဆိုးနေပါတယ်အရေးကြီးဆုံးကတော့ဒီမြေခွေးမှာအမီးမရှိတာပါပဲဖိနစ်ကသူ့ရဲ့ပုံစံအစ်စ်အမှန်ကိုမြင်လိုက်ရတဲ့အခါမှာတော့ဆူဆူဝါဝါအော်ဟစ်လိုက်ပါတယ်ဒါဘလို့ဖြစ်နိုင်မှာလဲတဲ့မက်ကနက်စ်ကလည်းရုတ်တရက်ယူသွတ်သွားပြီးဓာတ်ကိုဆွဲကဖိနစ်စီပြေးလာပါတယ်မင်းလိုမိတ်စာငါသားကိုပြန်ပေးတဲ့ဖိနစ်ကကြောက်လန့်တကြားပြေးလွှားရင်းကျမရဲ့နောက်ကိုလာပုံးပါတယ်အမေကျွန်တော်ကိုကယ်ပါတဲ့သူကကျမကိုမျှော်လင့်တကြီးကြည့်နေပါတယ်အရင်ဘဝကလိုပဲကျမကသူ့ကိုနဲ့ယဉ်ပြီးကာကွယ်ပေးလိုက်မယ်လို့သူထင်နေတာပါဒါပေမဲ့ကျမကသူ့ကိုတွန်းထုတ်လိုက်ပါတယ်မြေခွေးလေးမင်းလူမားနေပြီငါကမင်းအမေမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဖိနစ်ကအီဗန်ဂျလင်းစီပြေးသွားပြီးကာကွယ်ပေးဖို့တောင်းပန်ပါတယ်အီဗန်ဂျလင်းကအေးဆက်ဆက်နဲ့မင်းကငါသားမဟုတ်ဘူးငါသားကအမီကိုချောင်းပါတဲ့မြေခွေးဖြစ်ရမှာမင်းမှာအမီတောင်တစ်ချောင်းမှမရှိဘူးလို့ပြောပြီးတွန်းထုတ်လိုက်ပါတယ်ဖိနစ်မှာသွားစရာနေရာမရှိတော့ပါဘူးဝိညာဉ်စွမ်းအားလည်းမရှိတဲ့အတွက်မက်ကနက်ရဲ့ဒေါသပုံချမှုကိုပဲခံနေရပါတယ်သူသွေးတွေချင်းချင်းနီအောင်အရိုက်ခံရပြီးမြေပြင်ပေါ်မှာလဲလျောင်းရင်းဖေကျွန်တော်ဖိနစ်ပါမရိုက်ပါနဲ့တော့နာလို့ပါလို့ငိုယိုရင်းပြောနေပါတယ်သူ့ရဲ့ငိုတန်တွေကအရန်တနာစရာကောင်းပါတယ်အရင်ဘဝတုန်းကတော့သူကလူတိုင်းရဲ့အာယုံဆိုင်မှုကိုခံရသူပါအမီခုနှစ်ချောင်းမှာဝိညာဉ်စွမ်းအားနဲ့မွေးဖွားလာခဲ့သူပါမက်ကနက်တင်မကပဲတာမန်အမီသုံးချောင်းပါမြေခွေးတွေတောင်သူ့ကိုမရှင်နိုင်ပါဘူးသူဘယ်တော့မှဒီလိုခံစားဘူးလို့လဲသူတေလူနီးပါအရိုက်ခံရတဲ့အချိန်မှာဖိနစ်ကကျမကိုစိုက်ကြည့်ရင်းမျက်ရည်တွေနဲ့အမေကျွန်တော်ကိုကယ်ပါဦးလို့ပြောပါတယ်ဒီအကြည့်ကသူငယ်စဉ်တုန်းကပုံစံကိုသတိရစေပါတယ်ကျမရဲ့စိတ်ကနည်းနည်းပြော့သွားပြီးဖိနစ်ရဲ့ရှေ့မှာတွားရက်လိုက်ပါတယ်မက်ကနက်ဒါရှင်းရဲ့သားရင်ပဲရှင်သူ့ကိုတေအောင်ရိုက်တော့မှလားလို့မေးလိုက်ပါတယ်မက်ကနက်ကကျမကိုလက်ညှိုးထိုးပြီးမင်းတခုခုလှုပ်လိုက်တာပဲမင်းအီဗန်ဂျလင်းကိုမနာလို့ဖြစ်နေတာမင်းတနေ့နဲ့ငါသားရဲ့အမီကိုချောင်းကိုပျောက်သွားအောင်လှုပ်လိုက်တာပဲမင်းလိုရုပ်မာတဲ့မိန်းမမင်းကငါရဲ့အရင်ဘဝကိုဖျက်ဆီးခဲ့ပြီးအခုဒီဘဝကိုပါထပ်ဖျက်ဆီးချင်နေတာလားလို့ဩပါတယ်တားဖားနှစ်ယောက်ကကျမကိုဒီလိုဆွဆွဲနေတာကိုမြင်ရတော့အရင်ဘဝကိုပြန်ရောက်သွားတယ်လို့ခံစားရပါတယ်ကျမရဲ့နှလုံးသားကအယမ်းနာကျင်ရပါတယ်အဲ့ဒီခါကျမှပဲရှေ့ကိုထွက်လာမိတာဘလောက်မိုက်မဲလဲဆိုတာကျမနားလည်လိုက်ပါတယ်သူတို့ရဲ့ဆွဆွဲမှုတွေအောက်မှာကျမရဲ့မျက်နှာဖြူဖြော့သွားပြီးတကိုယ်လုံးတုန်ရင်းနေပါတယ်အဲ့ဒီအချိန်မှာပဲနူးညံ့တဲ့လက်တစ်ဖက်ကကျမရဲ့ပခုံးကိုလာထိလိုက်ပါတယ်ဆက်ထမညီမလေးကလေးမွေးတုံးကမျိုးနွယ်စုတစ်ခုလုံးကြည့်နေတာပါကျွန်တော်ဇနီးကဘလို့နီးနဲ့ပိုက်ထဲကကလေးရဲ့အမီကိုချောင်းကနေအမီမပါတဲ့အဆင့်ကိုပြောင်းလဲနိုင်မှလဲဆိုတာကျေးဇူးပြုပြီးပြောပြပါဦးတဲ့လူရှန်ကကျမရှိမှမတ်တက်ရက်လိုက်ပါတယ်ကျမသူ့ကိုမောကြည့်လိုက်တော့သူ့ရဲ့နူးညံ့တဲ့မျက်နှာမှာဒေါသတွေရှိနေပါတယ်သူ့မှာအရင်ကလိုဖျားနာနေတဲ့ပုံစံမရှိတော့ပဲအလွန်ဆွမ်းအားကြီးတဲ့ပုံစံမျိုးဖြစ်နေပါတယ်ကျမရဲ့စိတ်ကဖြည်းဖြည်းချင်းတည်ငြိမ်သွားပါတယ်ဘေးကလူအုပ်ကြီးကလည်းဟုတ်တယ်ဆက်ထမမင်းသားရဲ့ဇနီးမွေးတုံးကလူတိုင်းကြည့်နေတာပဲဒီဆက်မမင်းသားရဲ့ဇနီးကဘာမှမလုပ်ပဲဒီတိုင်းရက်နေတာဆက်ထမမင်းသားကစိတ်လျှော့ရပြီးယူသွားတာလားအမီးတစ်ချောင်းနဲ့ရှိတဲ့မြေခွေးနှစ်ကောင်ကနေအမီးကိုချောင်းမှာကောင်းကင်မြေခွေးဘလို့လုံးမွေးနိုင်မှာလဲအတိတ်ပဲမရှိတာလို့ပြောကြပါတယ်မက်ကနက်ရဲ့မျက်နှာကဖြူဖြော့သွားပါတယ်သူကဒေါသတကြီးနဲ့မင်းကနန်းဆောင်အေးစီအပို့ခံရတဲ့အတုံးမကျတဲ့ကောင်ပဲငါ့ကိုဒီလိုစကားမျိုးပြောရဲတယ်ပေါ့မင်းဖျားတာကြတော့အုံနောက်ပါပျက်စီးသွားပြီထင်တယ်လို့ပြောပြီးလူရှန်စီဓာတ်နဲ့ဝေ့ရန်လိုက်ပါတယ်လူရှန်ကအရင်ကလူရှန်မဟုတ်တော့ပါဘူးသူကလက်နှစ်ချောင်းနဲ့ပဲဓာတ်ကိုရိုက်ချိုးလိုက်ပါတယ်ပြီးတော့ကန်ချက်တစ်ချက်နဲ့မက်ကနက်ကိုလဲကျသွားအောင်လုပ်လိုက်ပါတယ်သူကမက်ကနက်ရဲ့ရင်ဘတ်ကိုနင်းပြီးငါအဖေကလက်ရှိဧကရစ်ငါအမေကလက်ရှိမိဖုရားခေါင်ကြီးပဲငါကဘသူလဲဆိုတာအဖေစီသွားမေးကြည့်ချင်လားလို့အေးဆက်ဆက်ပြောလိုက်ပါတယ်အဲ့ဒီခါကျမှလူတိုင်းကဧကရစ်ဟာအင်ရှိမင်းသားမခန့်ရသေးဘူးဆိုတာသတိရသွားကြပါတယ်စီးမြင့်အရတော့တရားဝင်သားတော်တွေကတရားမဝင်သားတော်တွေထက်အဆင့်မြင့်ပါတယ်လူရှန်ကနန်းဆောင်အေးစီအပို့ခံရပေမဲ့သူကတရားဝင်အကြီးဆုံးသားတော်ပါသူ့ရဲ့အဆင့်တန်းကမက်ကနက်ထက်ပိုပြီးမြင့်မြတ်ပါတယ်မက်ကနက်ကိုဖြည့်ရှင်းပြီးတဲ့နောက်မှာလူရှန်ကကျမလက်ကိုဆွဲပြီးအပြင်ကိုထွက်လာခဲ့ပါတယ်မက်ကနက်ဘလောက်ပဲဒေါသထွက်နေပါစေသူအမီးမပါတဲ့မြေခွေးကိုမွေးတယ်ဆိုတဲ့အချက်ကတော့ဆေးဗာမစ်တစ်မျိုးလုံးမှာအတင်းဖြင်းဖြစ်သွားပါတယ်မက်ကနက်ဟာအရှက်ရလွန်းလို့အိမ်မြင်အောင်မထွက်ရဲတော့ပါဘူးဖီနစ်မှာအမီးမရှိတာကြောင့်မက်ကနက်ကသူ့ကိုမွေးတဲ့နေ့ကစပြီးတခါမှပြန်မကြည့်တော့ပါဘူးသူတို့ရဲ့မိသားစုဘဝဟာအစေခံတွေထက်တောင်ဆိုးပါတယ်အီဗန်ဂျလင်းကတော့ဖီနစ်ထက်တောင်ပိုဆိုးပါတယ်နေ့တိုင်းမက်ကနက်ကသူမရဲ့အခန်းကိုမိရှို့တာဒါမှမဟုတ်ညလေခေါင်မှာဓာတ်နဲ့တက်ဖို့ကြိုးစားတာတွေလုပ်နေတယ်လို့ကြားရပါတယ်ဒီသတင်းကိုကြားရတဲ့အခါကျမနားလည်လိုက်ပါတယ်မက်ကနက်ကကျမရဲ့အရင်ဘဝတုန်းကလိုပဲအီဗန်ဂျလင်းရဲ့ပုံစံအစ်စ်မှန်ထွက်လာအောင်အတင်းအကျပ်လုပ်နေတာပါကျမသူတို့နှစ်ယောက်လုံးကိုမတနာပါဘူး
ကျမနေတိုင်းလူရှန်ရဲ့ခန္ဓာကိုယ်ကိုဆက်ပြီးကုသပေးပါတယ်သူ့ရဲ့အသားရည်ကပိုပြီးကောင်းလာပါတယ်သူ့ရဲ့စွမ်းအားတွေလည်းတိုးလာပါတယ်ဂရင်ပုံမှာလည်းသူကအရင်လိုမဟုတ်တော့ပဲတညကို8 ချီလောက်အထိလုံနိုင်လာပါတယ်ဒါကြောင့်ကျမရဲ့ခါကနည်းနည်းနာလာပါတယ်ကျမသူ့ကိုနည်းနည်းရှော့ဖို့ပြောမယ်လို့တုံးမှာပဲသူကတပြင်းကြီးချနေတာကိုတွေးလိုက်ရပါတယ်ဘာဖြစ်လို့လဲလို့မေးကြည့်တော့မက်ကနက်အဲ့ဒီနေ့ကပြောခဲ့တဲ့စကားကြောင့်စိတ်မကောင်းဖြစ်နေတာပါအဖေကသားသမီးတွေကိုအားလုံးထပ်တန်ဖိုးထားတယ်သူအိမ်ရှိမင်းသားမခန့်ရသေးတာကလည်းစိတ်တိုင်းကြတဲ့မြေမရှိသေးလို့ပဲအမီးလေးချောင်းဒါမှမဟုတ်အဲ့ဒီထက်မြင့်တဲ့မြေခွေးလေးမွေးလာတာနဲ့အဖေကအိမ်ရှိမင်းသားချက်ချင်းခတ်မှာပဲငါခန္ဓာကိုယ်ကမကောင်းသေးလို့မင်းကိုဝင်ရအောင်မလုပ်ပေးနိုင်ဘူးမြေခွေးမျိုးနွယ်မှာသားသမီးမရှိရင်အဆင့်တန်းနေတယ်မင်းကကြောင့်နဲ့အလကားပင်ပန်းနေရပြီလို့သူကပြောပါတယ်ဒါကိုကြားရတော့ကျမအရန်စိတ်လှုပ်ရှားသွားပါတယ်သူကဒါကိုစိုးရိမ်နေပြီးသူ့ကိုယ်သူပဲအပြစ်တင်နေတာပါကျမသူ့လက်ကိုကင်ပြီးနှစ်သိမ့်လိုက်ပါတယ်ဘသူကရှင်ကလေးမရနိုင်ဘူးလို့ပြောလဲလို့မေးတော့လူရှန်ကဇဝေဇဝါနဲ့ဒါဆိုပါလို့ငါတို့နေတိုင်းအတူရှိနေတာတောင်ကလေးမရတာလေတဲ့ကျမမျက်နှာหนีသွားပါတယ်ရှင်ကိုမပြောရသေးတဲ့အချက်တစ်ခုရှိတယ်ကျမတို့မြေခွေးတွေကကလေးယူမယူဆိုတာကိုယ့်ဘာသာဆုံးဖြတ်လို့ရတယ်အရင်ကရှင်ကျမ်းမာရေးမကောင်းသေးဘူးလို့ထင်လို့ကျမမယူခဲ့တာပါရှင်ပို့ပြီးတန်မာလာတဲ့အထိစောင့်ကျင်လို့ပါကျမစကားဆုံးတာနဲ့လူရှန်ကကျမပေါ်ပြန်မောက်လိုက်ပါတယ်ဆာရာဖီနာအခုရှင်ဘလောက်တန်မာလာပြီလဲဆိုတာပြပေးမယ်လို့သူကတိုးတိုးလေးပြောပါတယ်အဲ့ဒီညကဘယ်နှစ်ချီလောက်ခဲ့လဲဆိုတာကျမမမှတ်မိတော့ပါဘူးနောက်ဆုံးမှကျမမေးလဲသွားတာပဲမှတ်မိပါတယ်နောက်တစ်နေ့မှကျမခြေထောက်တွေကအားမရှိတော့လို့လမ်းတော်မလျှောက်နိုင်ပါဘူးအဲ့ဒီနေ့ကစပြီးလူရှန်ဟာသူ့ရဲ့စွမ်းအားကိုတက်တည်ပြဖို့အပြင်းအထန်ကြိုးစားပါတယ်6 လအကြာမှာတော့နန်းတွင်းဆရာဝန်ကကျမမှာကိုဝင်ရှိနေပြီလို့အတည်ပြုလိုက်ပါတယ်လူရှန်ကဝမ်းတာအားရနဲ့ကျမကိုပွေ့ချပြီးပတ်ချလဲလှည့်နေပါတယ်အဲ့ဒီအချိန်မှာပဲအရှိဘက်ကနေအတန်ကျဲကြီးကြားလိုက်ရပါတယ်အဲ့ဒီဘက်ကကောင်းကင်မှာမီးတွေတောက်နေပြီးလမ်းမတွေပေါ်မှာလည်းရုံရင်းဆဆဖြစ်နေပါတယ်လူရှန်ကလူလွတ်ပြီးမေးခိုင်းလိုက်ပါတယ်အဲ့ဒီခါကျမှစထမမင်းသားရဲ့နန်းဆောင်မီးလောင်နေတာလို့သိလိုက်ရပါတယ်အီဗန်ဂျလင်းဟာဖီနစ်ငှက်လိုပြန်လဲနိုးထလာပြီးသူမရဲ့အမွေးရောင်ကရုတ်တရက်ပြောင်းသွားကအမီး6 ချောင်းထွက်လာပါတယ်အီဗန်ဂျလင်းဟာအရင်ဘဝကလမ်းစဉ်အတိုင်းရှောက်လန်းသွားပြီဆိုတာကျမချက်ချင်းနားလည်လိုက်ပါတယ်မက်ကနက်စ်ဟာအရင်ဘဝကလိုပဲခေါင်းပြန်မော့နိုင်လာပါတယ်အီဂရစ်ကအီဗန်ဂျလင်းကိုတန့်စင်သောမိမပြို့ဖြစ်ခတ်အပ်ပြီးနန်းတော်မှာတီခင်းအခမ်းပွဲလုပ်ပေးပါတယ်ကျမနဲ့လူရှန်လည်းဖိတ်ကြားခံရပါတယ်ခန်းမဆောင်ကြီးထဲမှာအီဗန်ဂျလင်းနဲ့မက်ကနက်စ်တို့ကအီဂရစ်ရဲ့ဘေးမှာထိုင်နေကြပါတယ်ကျမနဲ့လူရှန်ကအီဂရစ်ကိုအယိုသေးပေးပါတယ်အီဂရစ်ကလူရှန်နေပြန်ကောင်းလာတာကိုအံ့ဩစွာကြည့်ပြီးကျမကိုရွှေငွေတွေအများကြီးစုချကကလေးမြန်ရအောင်ယူဖို့တိုက်တွန်းပါတယ်လူရှန်ကကျမလက်ကိုရှက်ကန်းနဲ့ကင်ပြီးခမဲတော့ဆာရာဖီနာမှာကျွန်တော်ရဲ့ရင်သွေးရှိနေပါပြီလို့ပြောပါတယ်အီဂရစ်ကရေမောရင်းကောင်းတယ်မင်းတို့မျိုးဆက်မှာသားသမီးနေတယ်အခုမင်းမာတော့ရင်သွေးရှိပြီဆိုတော့ငါစိတ်အေးရပြီလို့ပြောပါတယ်အဲ့ဒီအချိန်မှာမက်ကနက်စ်ကခမဲတော့ကျွန်တော်မှလည်းသတင်းကောင်းရှိပါသေးတယ်အီဗန်ဂျလင်းမှလည်းကိုဝင်ရှိနေပြီဒီတခါတော့အမီး9 ချောင်းဒါမှမဟုတ်အဲ့ဒီထက်ပိုများတဲ့မြေခွေးလေးကိုမွေးမှတေးချပါတယ်လို့ပြောပါတယ်ဒါကိုကြားရတော့အီဂရစ်ကအယံဝမ်းသာသွားပြီးအီဗန်ဂျလင်းသာအမီး9 ချောင်းပါတဲ့မြေခွေးကိုမွေးရင်မင်းကိုငါအိမ်ရှိမင်းသားခန့်မယ်လို့လူသိရှင်ကြားဂတိပေးလိုက်ပါတယ်မက်ကနက်စ်ကဝမ်းသာအားရနဲ့ဒူးထောက်ပြီးကျေးဇူးတင်ပါတယ်ကျမမက်ကနက်စ်ကိုကြည့်လိုက်ပြီးတော့စိုးရိမ်နေတဲ့အီဗန်ဂျလင်းကိုကြည့်လိုက်ပါတယ်ကျမမမဘူးဆိုရင်မက်ကနက်စ်ဟာအီဗန်ဂျလင်းဆေးတောက်နေတာကိုမသိသေးပါဘူးအီဗန်ဂျလင်းကဆေးတောက်ထားတဲ့အတွက်သူမကလေးမရနိုင်ပါဘူးဒါဆိုရင်သူမပိုက်ထဲကကလေးကဘယ်ကနေရောက်လာတာလဲအခန့်ပွဲအလဲလောက်မှာကျမရင်ဘတ်ထဲကတင်းကျပ်လာတယ်လို့ခံစားရပါတယ်ကျမလူရှန်ကိုပြောပြီးခမ်းမထဲကနေထွက်လာခဲ့ပါတယ်နောက်ဖက်ပန်းချန်ထဲရောက်တဲ့အခါမှာတောင်းစားနေတဲ့ကလေးလေးတစ်ယောက်ကခွေးယူတွေနဲ့အစားအစာအတွက်လူနေတာကိုတွေ့လိုက်ရပါတယ်ကလေးလေးကအကိုက်ခံရလို့နာကျင်စွာအော်ဟစ်နေပါတယ်ကျမခွေးယူတွေကိုမောင်းထုတ်လိုက်ပါတယ်တောင်းစားတဲ့ကလေးလေးကမောကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါဖီနစ်ဆိုတာကျမတွေ့လိုက်ရပါတယ်ကန်တရားကတကယ်ပဲဆိုးလာပါတယ်အဲ့ဒီမျက်နှာကိုမြင်တော့ကျမလှည့်ထွက်ဖို့လုပ်ပါတယ်ဒါပေမဲ့ဖီနစ်ကအမေကျွန်တော်ကိုကယ်ပါဦးလို့အသေးအတန်អော်ပါတယ်ကျမအလိုလျောက်လှည့်ကြည့်မိပြီးအဲ့ဒီမျက်လုံးညူညူတွေကိုတွေ့လိုက်ရပါတယ်ဖီနစ်ကလက်ပိုက်လိုက်ပြီးဒါဆိုမင်းလည်းပြန်လဲမွေးဖွားလာခဲ့တာပဲပေါ့အမေတွေ့ရတာကြားပြီးနော်လို့ပြောပါတယ်ကျမအန်ကျိတ်ပြီးမင်းလူမားနေပြီငါကမင်းအမေမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဖီနစ်ကတကယ်ပဲထက်မြက်ပါတယ်သူကကျမကိုအကဲခတ်လိုက်ပြီးဟန်ဆောင်မနေပါနဲ့တော့မင်းကျွန်တော်ကိုကြည့်တဲ့အကြည့်ကမပြောင်းလဲသေးဘူးကျွန်တော်ကိုချစ်တာကမင်းရဲ့ဗီဇပဲမဟုတ်ရင်မင်းဘာလို့လှည့်ကြည့်မှလဲလို့ပြောပါတယ်ဒါကိုကြားရတော့ကျမနှလုံးသားကပိုပြီးနာကျင်ရပါတယ်အရင်ဘဝတုန်းကသူကျမရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးခဲ့တာကိုတတိယသွားပါတယ်မက်ကနက်စ်ကျမကိုတေးစေချင်တာကိုတော့ကျမနားလဲပေးနိုင်ပါတယ်အချစ်ဆိုတာထာဝရမတည်မြဲနိုင်ဘူးလေဒါပေမဲ့ဖီနစ်ကဘာလို့ကျမကိုတတ်ခဲ့တာလဲကျမမှာအမီးတစ်ချောင်းတည်းရှိလို့သူအရှက်ရလို့ဆိုတာတခုတည်းကြောင့်လားကျမတခုခုမှားခဲ့သလားအမေတယောက်ရဲ့တာဝန်ပြက်ကွက်ခဲ့သလားလို့တောင်ကျမကိုပြန်ဆန်းစစ်ခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်ပါဘူးဖီနစ်သိပါတယ်ကျမသူ့ကိုဘလောက်ချစ်လဲဆိုတာသူသိပါတယ်သူ့ကိုချစ်တာကကျမရဲ့ဗီဇဖြစ်လာပြီဆိုတာသူသိပါတယ်ဒါတောင်မှသူကျမကိုတတ်ခဲ့ပါသေးတယ်ကျမရဲ့နှလုံးသားကအကြိမ်ပေါင်းများစွာတိတ်ဆုံးခဲ့ပေမဲ့အခုတော့မျက်ရည်တွေကျလာပါတယ်ကျမလက်ဖမိုးနဲ့မျက်ရည်တွေကိုတုပ်လိုက်ပါတယ်ငါပြန်လဲမွေးဖွားလာခဲ့ရင်တောင်ဒီဘဝမှာမင်းရဲ့အမေမဟုတ်တော့ဘူးအီဗန်ဂျလင်းရဲ့သားဖြစ်သွားတဲ့အတွက်ဂုဏ်ယူပါတယ်သူမရဲ့သားဖြစ်ပြီးတဲ့နောက်မှာမင်းလိုချင်တဲ့ဘဝမျိုးမရခဲ့ဘူးထင်တယ်နော်လို့ပြောလိုက်ပါတယ်မြေခွေးလေးတွေကမြန်ကြီးပါတယ်6 လအတွင်းမှာပဲသူကလူသားကလေးလေး2 သားရွယ်လောက်ဖြစ်နေပါပြီဒါပေမဲ့ကျမရှိကဖီနစ်ကတော့ပိန်ပပနဲ့အသားရည်တွေကလည်းညိုမဲကျန်းတန်းနေပြီးအဝတ်စားတွေကလည်းစုပ်ပြတ်နေပါတယ်သူခွေးတွေနဲ့လူခဲ့တဲ့ပေါင်မုတ်ကိုကျမရှိမှစားဖို့သူရှက်နေပါတယ်ဖီနစ်ရဲ့မျက်နှာကဖြူဖြော့သွားပြီးဒါဆိုဘာဖြစ်လဲကျွန်တော်ရဲ့အခုအမေကအမီး6 ချောင်းပါတဲ့မြေခွေးဖြစ်နေပြီပြီးတော့တန့်စင်သောမိမပြူလည်းဖြစ်နေပြီ
သူမကမကြခင်ကျွန်တော်ကိုအမီးကိုချောင်းထွက်လာအောင်လုပ်ပေးမယ်လို့ပြောတယ်အဲ့ဒီခါကျရင်ကျွန်တော်ကအရင်ဘဝကလိုပဲလူတိုင်းရဲ့လေးစားမှုကိုခံရမှာသူမကမင်းထက်ကျွန်တော်ကိုအများကြီးပိုချစ်တယ်လို့ပြောပါတယ်ဒါဆိုလဲမင်းရဲ့ဆန္ဒတွေပြေဝပါစေလို့ဆုတောင်းပေးပါတယ်လို့ပြောပြီးကျမလှည့်ထွက်လာခဲ့ပါတယ်ဖီနစ်ကကျမကိုအော်ပြောလိုက်တာကြားရပါတယ်မင်းကိုဝင်ရှိနေတယ်လို့ငါကြားတယ်မင်းကလေးမမွေးတာပိုကောင်းလိမ့်မယ်မင်းကကျွန်တော်ထက်တာတဲ့ကလေးကိုဘယ်တော့မှမမွေးနိုင်ဘူးအမီးတစ်ချောင်းနဲ့ပဲပါလာရင်ရှက်စရာကြီးဖြစ်နေလိမ့်မယ်နဲ့ကျမဘာမှပြန်မပြောဘဲထွက်လာခဲ့ပါတယ်ဖီနစ်ပြောခဲ့တယ်လို့ပဲနောက်ထပ်6လကြာတဲ့အခါမှာသူဟာတကယ်ပဲအမီးကိုချောင်းမှာမြေခွေးဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအီဗန်ဂျယ်လင်းရဲ့ဒုတိယကိုဝင်ကလည်းမွေးဖွားဖို့အချက်စီလာပါပြီဒီတစ်ခါတော့ဆေးဗာမစ်ကလူတွေမကပဲအခြားတရိတ်ဆန်ဘရင်တွေကိုပါအေဂရစ်ကဖိတ်ကြားထားပါတယ်ကောင်းကင်မြေခွေးကလည်းဒီသတင်းကိုကြားပြီးအမီးကိုချောင်းမှာကောင်းကင်မြေခွေးရဲ့အစွမ်းကိုကြည့်ဖို့ကောင်းကင်ဘုံကနေအထူးဆင်းသက်လာပါတယ်ဒါပေမဲ့သူမကနည်းနည်းနောက်ကျပြီးမှရောက်လာတာပါသူမရောက်လာတဲ့အချိန်မှာအီဗန်ဂျယ်လင်းကမွေးပြီးသွားပါပြီမက်ကနက်စ်ကတကားဝမှာအမီးကိုချောင်းပါတဲ့မြေခွေးလေးကိုမြှောက်ပြနေပါတယ်အထက်ကလူရောအပြင်ကလူပါမြေပြင်ပေါ်မှာဒူးထောက်နေကြပါတယ်ကောင်းကင်မြေခွေးကရောက်လာပြီးလူတိုင်းကအမီးကိုချောင်းပါကောင်းကင်မြေခွေးကိုကြိုဆိုပါတယ်လို့ပြောနေတာကိုကြားရပါတယ်သူမအယံဝမ်းသာသွားပြီးကောင်းကင်မြေခွေးပဲမှာလဲမြန်မြန်ပြပါဦးလို့ပြောပါတယ်မက်ကနက်စ်ကမြေခွေးလေးကိုကောင်းကင်မြေခွေးလက်ထဲဂယုတစိုက်ထည့်ပေးလိုက်ပါတယ်သူမကတစ်ချက်ပဲကြည့်လိုက်ပြီးသူမရဲ့မျက်နှာကချက်ချင်းမင်းမောင်သွားပါတယ်ဒါကိုမင်းတို့ကအမီးကိုချောင်းမှာကောင်းကင်မြေခွေးလို့ခေါ်လာတဲ့မက်ကနက်စ်ကဂုံယူစွာနဲ့မြေခွေးလေးရဲ့အမီးတွေကိုညှို့ပြပါတယ်ကြည့်ပါဦးသူ့စုပေါင်းအမီးကိုချောင်းမှာတချောင်းမှမပိုတလို့မလိုပါဘူးတဲ့အခြားလူတွေမသိပေမဲ့ငါကတော့တစ်ချက်ကြည့်တာနဲ့သိတယ်ဘာအမီးကိုချောင်းလဲဒါတွေကအမီးတူတွေပဲဒီမြေခွေးလေးမှာအမီးတစ်ချောင်းပဲရှိတာရှင်းနေတာပဲလို့သူမကပြောလိုက်ပါတယ်ဒီစကားကြောင့်ခမ်းမတစ်ခုလုံးခဏလောက်တိတ်ဆိတ်သွားပါတယ်မက်ကနက်စ်ကမယုံနိုင်ပါဘူးဒါဘလို့ဖြစ်နိုင်မှာလဲကောင်းကင်မြေခွေးတင်မားနေတာလားလို့မေးပါတယ်တယောက်ကသူမကိုမေးခွန်းထုတ်တာကိုကြားရတော့ကောင်းကင်မြေခွေးကဒေါသထွက်သွားပါတယ်သူမကမြေခွေးလေးကိုခပ်ဖွက်ဖွက်လေးလို့လိုက်ပါတယ်လူတိုင်းရဲ့မျက်စိရှိမှပဲမြေခွေးလေးဟာအမီးတစ်ချောင်းနဲ့ပါတဲ့မြေခွေးလေးအဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်ဒီအမီးတစ်ချောင်းနဲ့ပါတဲ့မြေခွေးကိုမြင်လိုက်ရတော့မက်ကနက်စ်ဟာကြောင်အန်းသွားပါတယ်တခုခုမှားနေတာလားကောင်းကင်မြေခွေးကျွန်တော်ဇနီးကရှေးဟောင်းမြေခွေးမျိုးနွယ်ကဆင်းသက်လာသူပါသူမမှာအမီး6ချောင်းရှိတယ်ကျွန်တော်ရဲ့သားကြီးကလည်းအမီးကိုချောင်းပါတဲ့မြေခွေးပဲဒီကလေးကဘလို့လို့အမီးတစ်ချောင်းနဲ့ရှိရမှာလဲတဲ့ရှေးဟောင်းမြေခွေးမျိုးနွယ်ဟုတ်လားကောင်းကင်မြေခွေးကခဏလောက်စဉ်းစားပြီးမင်းရဲ့ဇနီးနဲ့မင်းရဲ့သားကြီးကိုဒီကိုခေါ်ခဲ့လို့အမိန့်ပေးလိုက်ပါတယ်ကောင်းကင်မြေခွေးရဲ့အမိန့်ကြောင့်တယောက်ကအီဗန်ဂျယ်လင်းနဲ့ဖီနစ်ကိုချက်ချင်းသွားခေါ်ပါတယ်သူတို့နှစ်ယောက်ကိုချက်ချင်းခေါ်လာပါတယ်ကောင်းကင်မြေခွေးနဲ့အခုအမီးတစ်ချောင်းလဲဖြစ်နေတဲ့မြေခွေးလေးကိုမြင်လိုက်ရတော့အီဗန်ဂျယ်လင်းဟာသူမဆက်ဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာသိလိုက်ရပါတယ်သူမကချက်ချင်းတူးထောက်ပြီးကောင်းကင်မြေခွေးကျမကိုလွှတ်ပေးပါကျမကိုချမ်းသာပေးပါလို့တောင်းပန်ပါတယ်သူမကဆေးကိုအကြာကြီးတောက်နေခဲ့တာကိုဓာတ်ရိုက်ဝန်ခံလိုက်ပါတယ်ဖီနစ်နဲ့ဒီမြေခွေးလေးကိုလည်းသူမကဆေးတွေတိုက်ခဲ့တာပါဒါကိုကြားရတော့မက်ကနက်စ်ရဲ့မျက်နှာကပိုပြီးမင်းမောင်လာပေမဲ့သူကမယုံကျင်သေးပါဘူးမဖြစ်နိုင်တာမင်းအမီးတွေထွက်လာအောင်မြေခွေးမျိုးနွယ်ရဲ့လှုပ်ဝက်ဆေးကိုတုံးခဲ့ရင်ငါအတွက်ဒုတိယကလေးကိုဘယ်လိုလုပ်မွေးပေးနိုင်မှာလဲတဲ့အီဗန်ဂျယ်လင်းမပြောနိုင်ခင်မှာပဲလူအုပ်ထဲကအမျိုးသမီးတစ်ယောက်ပြေးထွက်လာပြီးကောင်းကင်မြေခွေးလက်ထဲကမြေခွေးလေးစီပြေးသွားပါတယ်ကျမကလေးတဲ့မေးမြန်းကြည့်လိုက်တဲ့အခါမှာတော့ဒီကလေးဟာအီဗန်ဂျယ်လင်းကပြန်ပေးဆွဲလာတဲ့ကလေးဖြစ်နေပါတယ်အမီးတူတွေထွက်လာအောင်လှုပ်ဝက်ဆေးတုံးတာကဆေးဖာမစ်ရဲ့ဥပဒေမှာအပြစ်မှကြီးပေမဲ့မြေခွေးလေးတွေကိုပြန်ပေးဆွဲတာကတော့ငင်းငါးကောင်နဲ့ဆွဲပြီးတက်ရမယ့်အပြစ်မျိုးပါအားလုံးကိုနားလည်သွားတဲ့အေဂရစ်ကအီဗန်ဂျယ်လင်းကိုကောင်းကင်အကျဉ်းထောင်ထဲပို့ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်အီဗန်ဂျယ်လင်းကကြောက်လန့်တကြားနဲ့အေဂရစ်ကျေးဇူးပြုပြီးကျမကိုလွှတ်ပေးပါဒါတွေအားလုံးကရှင့်သားရဲ့အတင်းအကျပ်ခိုင်းစေမှုကြောင့်ပါသူကကျမကိုကလေးရအောင်အမြဲဖိအားပေးနေပြီးမရရင်တတ်မယ်လို့ချိန်ချောက်ခဲ့တယ်ကျမကိုဖိနှိပ်ငှက်လို့ပြန်လဲနိုးထစေခြင်းတယ်လို့ပြောခဲ့တယ်ကျမမှာတခြားနည်းလမ်းမရှိလို့ပါကျေးဇူးပြုပြီးချမ်းသာပေးပါနောက်တစ်ခါမလုပ်တော့ပါဘူးလို့တောင်းပန်ပါတယ်ဒါပေမဲ့အေဂရစ်ကသူ့သားမက်ကနက်စ်ကိုဘယ်လောက်ပဲချစ်ပါစေဆေးဗာမစ်ရဲ့ဥပဒေတွေကိုတော့သူလေးစားပါတယ်သူမသားမက်ကနက်စ်ကတတ်ဖို့ကြိုးစားနေတယ်လို့ထင်ရင်အေဂရစ်စီတက်တည်ပြနိုင်တဲ့၍အေဂရစ်ကဖြေရှင်းပေးမှာပါမက်ကနက်စ်နဲ့အီဗန်ဂျယ်လင်းတို့ကိုဖမ်းခေါ်သွားပြီးနောက်မှာကောင်းကင်မြေခွေးကဖီနစ်ကိုအာယုံဆိုင်လိုက်ပါတယ်ကလေးလေးငါအခုမင်းရဲ့မူလပုံစံကိုပြန်ပြောင်းပေးမယ်ဒါပေမဲ့မင်းကဆေးတောက်ထားလို့ဘေးထွက်ဆိုးကျိုးတွေရှိလိမ့်မယ်မင်းဒီဘဝမှာဘယ်တော့မှကြီးလာတော့မှမဟုတ်ဘူးတဲ့ဖီနစ်ကကောင်းကင်မြေခွေးရဲ့စကားကိုကြားတော့ချက်ချင်းပဲကောင်းခါပါတယ်ဟင်ကျွန်တော်ကသူတို့နဲ့မတူဘူးကျွန်တော်ကတကယ်အမီးကိုချောင်းပါမြေခွေးပဲကျွန်တော်ဘာဆေးမှမတောက်ဘူးဒါတွေကကျွန်တော်ရဲ့တကယ်အမီးတွေပဲလို့သူကယူသွတ်တယ်လို့အော်ဟစ်နေပါတယ်ကောင်းကင်မြေခွေးကသူ့ရဲ့နဖူးကိုခပ်ဖွားဖွားလေးလိုလိုက်ပါတယ်မကြခင်မှာပဲဖီနစ်ဟာနိုင်ရွက်တစ်ဖက်ထဲနဲ့အမီးမပါတဲ့ရုပ်ဆိုးတဲ့မြေခွေးလေးဖြစ်ပြန်ပြောင်းသွားပါတယ်အခုတော့အမှန်တရားအလုံးပေါ်ပေါက်သွားပါပြီဒီပြဆက်ကမြေခွေးမျိုးနွယ်ကိုအကြီးအကျယ်အရှက်ရစေခဲ့ပါတယ်ကျမကတော့ယူသွတ်နေတဲ့မက်ကနက်စ်နဲ့ဖီနစ်တို့ကိုကြည့်ပြီးရင်ထဲမှာအယမ်းကျဉ်နေပါတယ်ကျမလူရှန်နဲ့အတူထွက်သွားဖို့လှုပ်တုံးမှာပဲမက်ကနက်စ်ကကျမရဲ့အမိကိုခေါ်လိုက်ပါတယ်ဆာရာဖီနာတဲ့ကျမလှည့်ကြည့်လိုက်တော့သူကကျမစီလျှောက်လာပါတယ်လူရှန်ကကျမကိုအလိုလျောက်ကာကွယ်ပေးလိုက်ပါတယ်မက်ကနက်စ်ကကျမရဲ့နှာခေါင်းကိုလက်ညှိုးထိုးပြီးမင်းစကလေးကတိနေတာမဟုတ်လားမင်းနာကိုတမင်လုပ်တာငါတို့ဒီလိုဖြစ်သွားတာအားလုံးမင်းကြောင့်ပဲလို့ကြိမ်ဆဲပါတယ်မက်ကနက်စ်ဟာလုံးဝစိတ်ပြတ်သွားပါပြီမင်းကမြေခွေးမျိုးနွယ်ကပဲအီဗန်ဂျယ်လင်းကမင်းရဲ့ညီမသူမဆေးတောက်နေတာကိုမင်းစကလေးကတိနေတာပဲမင်းကဘာမှမပြောဘဲငါတို့တွေအယူလောက်ခံရတာကိုကြည့်ချင်နေတာမဟုတ်လားတဲ့မက်ကနက်စ်ကတော့လုံးဝစိတ်လွတ်သွားပါပြီဒါပေမဲ့ဒီမှာရှိတဲ့လူတွေထဲမှာကျမတယောက်တည်းပဲသူ့ရဲ့စိတ်ကိုနားလည်နိုင်ပါတယ်မက်ကနက်စ်မှာအရင်ဘဝကပိုင်ဆိုင်ခဲ့တာတွေမရှိခဲ့ရင်ဖ
နစ်ဟာအမီး9ချောင်းပါတဲ့မြေခွေးဖြစ်ခဲ့တဲ့အတွေ့အကြုံမရှိခဲ့ရင်ဒီအမှန်တရားတွေကိုသိရင်တောင်သူတို့ဒီလောက်ခံစားရမှာမဟုတ်ပါဘူးဒါပေမဲ့သူတို့မှာအားလုံးရှိနေခဲ့ပြီးမှသူတို့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ပဲသူတို့ရဲ့တောက်ပတဲ့အနာဂတ်ကိုဖျက်ဆီးခဲ့တာပါကောင်းကင်မြေခွေးကဒါကိုဘေးကနေကြည့်နေပါတယ်ဧကရစ်ကတော့မက်ဂနက်စ်ကိုဒီမှာဆက်ပြီးယူသွခွင့်မပေးနိုင်ပါဘူးသူကလူတွေကိုလွတ်ပြီးမက်ဂနက်စ်ကိုဆွဲထုတ်ခိုင်းလိုက်ပါတယ်မက်ဂနက်စ်ကတလက်ငူနေပါတယ်ဆာရာဖီနာမင်းငါတို့ကိုမပြောခဲ့ရင်ရောဘာဖြစ်လဲမင်းဒီဘဝမှာကံကောင်းလိမ့်မယ်လို့ထင်နေတာလားမင်းအမီး9ချောင်းပါတဲ့မြေခွေးကိုမွေးနိုင်အောင်မယ်ထင်နေတာလားငါမရှိရင်မင်းဘယ်တော့မှမမွေးနိုင်ပါဘူးတဲ့သူပြောပြီးတာနဲ့ကျမရဲ့ပိုက်ထဲကနာလာပါတယ်ကျမဖြည်းဖြည်းချင်းမြေပြင်ပေါ်မှာထိုင်ချလိုက်ပါတယ်လူရှန်ကစိုးရိမ်တကြီးနဲ့စာရဘာဖြစ်တာလဲလို့မေးပါတယ်တားဖွားဆရာမကမြေပြင်ပေါ်ကရေတွေကိုမြင်ပြီးအားလုံးနောက်ဆုတ်ကြပါကိစ္စမမင်းသမီးကလေးမွေးတော့မယ်လို့ဩပါတယ်လူရှန်ကကျမကိုအခန်းထဲခေါ်သွားခြင်းပေမဲ့ကျမကအယမ်းမြန်မွေးနေတာပါသူကျမကိုမရွှေ့နိုင်ခင်မှာပဲကျမဘိုက်အောက်ပိုင်းကနာကျင်မှုကိုခံစားလိုက်ရပါတယ်တားဖွားဆရာမကမြေခွေးလေးကိုဖမ်းလိုက်တဲ့အခါမှာတော့သူမရဲ့လက်ထဲကမြေခွေးလေးရဲ့အမီးတွေကိုမြင်ပြီးကြောက်လန့်တကြားနဲ့ချက်ချင်းတူထောက်လိုက်ပါတယ်ဒါကအမီးကိုချောင်းမှာကောင်းကင်မြေခွေးပဲတဲ့အီဗန်ဂျလင်းရဲ့အဖြစ်အပျက်ကိုကြုံဘူးတဲ့လူတွေကတော့မယုံကြတော့ပါဘူးအမီးကိုချောင်းမှာကောင်းကင်မြေခွေးဟုတ်လားအစ်စ်လားအတုလားကိစ္စမမင်းသမီးကလည်းမြေခွေးမျိုးနွယ်ကပဲလေသူမလည်းစေးတောက်ထားတာလားတဲ့မကြခင်မှာပဲဒီလူတွေအားလုံးတိတ်ဆိတ်သွားကြပါတယ်ဘာလို့လဲဆိုတော့ကာကွယ်ရေးသားတွေပြေးဝင်လာပြီးကောင်းကင်မှာထူးဆန်းတဲ့နမိတ်တွေပေါ်နေပြီးငှက်တွေလည်းတံပြိုင်တီဆိုနေကြတယ်လို့ပြောလိုက်လို့ပါကောင်းကင်မြေခွေးကကျမရဲ့အဖြူရောင်အမွေးပွားပွားမြေခွေးလေးကိုယူပြီးအံ့ဩစွာနဲ့ဒါကတကယ်ကိုအမီးကိုချောင်းမှာကောင်းကင်မြေခွေးပဲလို့ပြောလိုက်ပါတယ်ခမ်းမဆောင်တစ်ခုလုံးခဏလောက်တိတ်ဆိတ်သွားပါတယ်ဧကရစ်ကအမီးကိုချောင်းမှာကောင်းကင်မြေခွေးကိုကြိုဆိုပါတယ်လို့တုံ့ပြန်လိုက်ပါတယ်ဘေးကမင်းသားတွေလည်းချက်ချင်းတူးထောက်လိုက်ကြပါတယ်ကျမရဲ့မြေခွေးလေးကလေထဲကိုပြန်တက်သွားပြီးတောက်ပတဲ့အလင်းတန်းတွေထွက်လာပါတယ်ကောင်းကင်မြေခွေးကဒါကိုမြန်လက်ခံလိုက်ပါဒါကကောင်းကင်မြေခွေးကမင်းအတွက်ပေးတဲ့ကောင်းချီးပဲလို့ပြောပါတယ်ကောင်းကင်မြေခွေးဆင်းသက်လာတဲ့အခါမှာအရာအလုံးကကောင်းချီးပေးခံရပါတယ်ဆီဗာမစ်တစ်မျိုးလုံးရွှေရောင်အလင်းတန်းတွေနဲ့လွှမ်းခြုံသွားပါတယ်နာကျင်နေသူတွေလည်းမနာကျင်တော့ပါဘူးကျမဒါတွေကိုငေးကြည့်နေမိရင်တနေရာမှာရင်းနှီးနေတယ်လို့ခံစားရပါတယ်အကြာကြီးကြာပြီးတဲ့နောက်မှာကျမမြေခွေးလေးစီကအလင်းတန်းတွေပျောက်သွားပါတယ်သူကျမဘေးကိုပြန်ရောက်လာပြီးလူသားပုံစံပြောင်းကတန်းဝေရင်အိပ်ပျော်သွားပါတယ်အကြာကြီးဒူးထောက်နေတဲ့လူတွေလည်းအခုမှပဲမတက်ရဲကြပြီးအမီးကိုချောင်းမှာကောင်းကင်မြေခွေးကိုလာကြည့်ကြပါတယ်မက်ဂနက်စ်ကပြန်ပြီးစိတ်လှုပ်ရှားလာကကျမလက်ထဲကမြေခွေးလေးကိုလူဖို့ကြိုးစားပါတယ်ဒါပေမဲ့သူအနားရောက်တာနဲ့မြေခွေးလေးရဲ့ကြီးမားတဲ့ဝိညာဉ်စွမ်းအားကသူ့ကိုတွန်းထုတ်လိုက်ပါတယ်ကောင်းကင်မြေခွေးကသူ့ကိုကြည့်ပြီးငါဒီမှာရှိနေတာတော့မင်းကဒီလောက်အခြေအနေအထိရိုင်းဆိုင်ရတယ်ပေါ့ငါစစ်ဆေးပြီးဒီမြေခွေးကတကယ်အမီးကိုချောင်းမှာကောင်းကင်မြေခွေးပဲလို့ပြောပါတယ်ဖိနစ်ကစိတ်မနှံ့တယ်လို့អော်ပါတယ်သူတို့နှစ်ယောက်လုံးကအမီးတစ်ချောင်းနဲ့ရှိတာသူတို့ကဘလို့လို့အမီးကိုချောင်းပါတဲ့ကလေးကိုမွေးနိုင်မှာလဲသူတို့ခိုးထားတာဖြစ်ရမယ်တဲ့ကောင်းကင်မြေခွေးကသူ့စကားကိုကြားတော့ခေါင်းလှည့်ပြီးကျမကိုတေချာကြည့်ပါတယ်သူမကကျမရဲ့နဖူးကိုခပ်ဖောက်ခွာလေးလို့လိုက်ပါတယ်တခဏအတွင်းမှာပဲပုံရိပ်ပေါင်းများစွာကျမရဲ့စိတ်ထဲကိုဝင်ရောက်လာပါတယ်ကျမဒီမက်ညံတွေကိုမခံနိုင်ပဲနောက်ကိုခြေလန်းနှဲငယ်ဆုပ်လိုက်မိပါတယ်ကျမမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကျမရဲ့ပုံစံတစ်ခုလုံးပြောင်းလဲသွားပါပြီကျမကောင်းကင်မြေခွေးကိုပြုံးပြလိုက်ပါတယ်တွေ့ရတာကြာပြီးတော့တဲ့ကောင်းကင်မြေခွေးရဲ့မျက်လုံးမှာမျက်ရည်တွေဝိုင်းလာပါတယ်မင်းတကယ်မသေးခဲ့ဘူးပဲတဲ့အခုလေးတင်ပဲကျမအားလုံးကိုမှတ်မိသွားပါပြီကျမရဲ့အရင်ဘဝမှာကျမဟာတကယ်တော့မြေခွေးနဲ့ဆိုးမိဖရားရဲ့အစီခံအမီးကိုချောင်းမှာရွှေရောင်မြေခွေးတစ်ကောင်ပါနတ်ဖျားစစ်ပွဲအတွင်းမှာတစုံတစ်ယောက်ကိုကယ်တင်ဖို့ကျမရဲ့အမီးရှစ်ချောင်းကိုပေးဆက်ခဲ့ရပြီးမြေခွေးမျိုးနွယ်စုထဲမှာပြန်လည်မွေးဖွားလာခဲ့တာပါအမီးကိုချောင်းမှာမြေခွေးရဲ့အလင်းတန်းကဘာလို့ရင်းနှီးနေလဲဆိုတာအခုမှသိပါတော့တယ်ကျမငယ်စဉ်ကဒီလိုပဲလေကောင်းကင်မြေခွေးကတော့မြေခွေးနဲ့ဆိုးမိဖရားရဲ့အခြားအစီခံတူပါကျမတို့နှစ်ယောက်ကတငယ်ချင်းတွေပါကျမရဲ့အကြောင်းကိုကြားပြီးတဲ့နောက်မှာမက်ဂနက်စ်နဲ့ဖီနစ်တို့ဟာမြေပြင်ပေါ်မှာပုံလျက်သားလဲကျသွားပါတယ်သူတို့ကကျမကိုအမြဲတမ်းအောက်တန်းစားလို့ထင်ခဲ့တာပါဖီနစ်အမီး9ချောင်းရှိခဲ့တာကလည်းကျမရဲ့ဝိညာဉ်စွမ်းအားကြောင့်ဆိုတာသူတို့မသိခဲ့ကြပါဘူးသူတို့ရဲ့အရင်ဘဝကရွေးချယ်မှုကမှန်ခဲ့ပါတယ်ဒါပေမဲ့ဂုံတက်နဲ့စီးစိမ်ကြောင့်သူတို့အားလုံးကိုဆုံးရှုံးခဲ့ရတာပါဒါကိုသိသွားတဲ့အခါမှာပတ်ဝန်းကျင်ကလူတွေဟာကျမကိုဒူးထောက်အယိုသေးပေးကြပါတယ်အဲ့ဒီအချိန်မှာမက်ဂနက်စ်ကရုတ်တရက်ကျမစီဓာတ်နဲ့ပြေးလာပါတယ်ဒီဘဝမှာမဖြစ်ရင်နောက်ဘဝမှာထပ်ကြိုးစားမယ်တဲ့သူကျမကိုမထိုးနိုင်ခင်မှာပဲလူရှန်ရဲ့ဓာတ်ကသူ့ရဲ့ရင်ဘတ်ကိုဖောက်ထွက်သွားပါတယ်မက်ဂနက်စ်ဟာမျက်လုံးအပြူသားနဲ့တိတ်ဆုံးသွားပါတယ်သူ့ကိုအချစ်ဆုံးဧကရစ်တောင်မှတပ်ပြင်းမဲ့ချနိုင်ပါတော့တယ်ကောင်းကင်မြေခွေးကကျမကိုသူမနဲ့အတူကောင်းကင်ဘုံကိုပြန်မလားလို့မေးပါတယ်ကျမညင်းလိုက်ပါတယ်ကျမလူရှန်ကိုမခွဲနိုင်တော့ပါဘူးမြေခွေးလေးကလည်းကျမကိုလိုအပ်ပါတယ်နောက်ပိုင်းမှာကျမညီမအီဗန်ဂျလင်းကွပ်မျက်ခံရပါတယ်ကျမခင်ပွန်းလူရှန်ကအိမ်ရှိမင်းသားဖြစ်လာပါတယ်ဧကရစ်ကလည်းမကြခင်မှာပဲသူ့ကိုထိနှံလွှဲပေးပါတယ်အမီးကိုချောင်းမှာကောင်းကင်မြေခွေးကိုမွေးတဲ့နေ့ကစပြီးဖိနစ်ကကျမကိုအမေလို့စခေါ်ပါတယ်သူကျမရဲ့အခန်းတကားပြင်ပမှာ3ရက်နဲ့3ညတူးထောက်ပြီးသူမသွားကြောင်းအရင်ဘဝကကျမသူ့အပေါ်ဘလို့ကောင်းခဲ့လဲဆိုတာမှတ်မိကြောင်းပြောပါတယ်သူကျမရဲ့အချစ်ကိုပြန်ရဖို့သူ့ကိုယ်သူနာကျင်အောင်လုပ်ပြီးတောင်စူးစမ်းပါသေးတယ်ကံမကောင်းတာကတော့သူ့အပေါ်ထားတဲ့ကျမရဲ့အချစ်တွေကသူ့လက်နဲ့သူဖျက်ဆီးခဲ့တာကြပါပြီကျမရဲ့သဘောတူညီချက်နဲ့လူရှန်ကဖိနစ်ကိုမောင်းထုတ်လိုက်ပါတယ်ဝိညာဉ်စွမ်းအားမရှိပဲအမီးမပါတဲ့မြေခွေးတစ်ကောင်အတွက်အပြင်လောကမှာရှင်သန်ရတာအရန်ခက်ခဲပါတယ်မကြခင်မှာပဲသူ့ရဲ့တိတ်ဆုံးခြင်းသတင်းရောက်လာပါတယ်ဒီသတင်းကိုကြားရတဲ့အခါကျမရင်ခွင်ထဲကမြေခွေးလေးကတစ်ဖက်လှည့်လိုက်ပြီးချူချူတာတာလေးပြောပါတယ်မေမေသားမေမေကိုချစ်တဲ့